ခမရဲ့ငွေတွေခမရဲ့အချက်လက်တွေအားလုံးကိုခိုးယူခံရတော့မှာပဲဖြစ်ပါတယ်အိမ်မှာနေနေအပေါ်ငွေရအောင်ငါလဲလုပ်နေတယ်နင်းလဲလောက်စမ်းပြီးတော့လုပ်ကြည့်ပါလားဒီနေ့ဖုန်းသုံးတဲ့လူတိုင်းဖုန်းသုံးနေတာပဲဆိုတော့ဖုန်းသုံးတဲ့လူတိုင်းသိထားတဲ့အလိမ်အညာ application တွေအကြောင်းနည်းနည်းပြောပြပေးမယ်ဆိုတော့ဒီဗီဒီယိုကြည့်ပြီးသွားရင်အနည်းနဲ့အများကတော့အလိမ်ခံရဖို့ရာဂိုင်နှုန်းတက်တာသွားလိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်ဆိုတော့ဗီဒီယိုလေးကိုစလိုက်အောင်ဗီဒီယိုလေးမစခင်မှာကျွန်တော်ရဲ့ channel နဲ့ page လေးကိုလည်း like subscribe follow လေးလုပ်ပေးခဲ့ပါအောင်ခင်ဗျာနံပါတ်1အနေနဲ့က fake banking နေနဲ့ mobile wallet အတုတွေဒီကောင်တွေကခင်ဗျားတို့ဘယ်လိုလှည့်စားမလဲဆိုလို့ရှိရင်တကယ်တရားဝင် app တွေ mobile wallet တွေ mobile app တွေပေါ့ဥပမာ KPay တို့ Wave Money တို့လိုမျိုးအဲ့လိုမျိုး mobile wallet တွေရဲ့ logo တွေ icon တွေကိုစင်တူရိုးမှတူပပြီးတော့ Play Store ဒါမှမဟုတ်လို့ရှိရင်တခြား third party application download ရတဲ့ store တွေကနေဒါမှမဟုတ်လို့ရှိရင်လည်း website link တွေကနေပြီးတော့ပြန့်နှံ့အောင်လုပ်ထားတယ်ဗျာအဲ့ဒီမှာကိုကအလော်ကြီးဒေါင်းပြီးတော့သူတို့စင်တူရိုးမအခုဥမာ with money ဆိုလဲ with money လို့မျိုးစင်တူရိုးမလောက်ထားတာလေးကိုကျွန်တော်တို့ with money ဆိုပြီး down လိုက်မယ်ဖုန်းနံပါတ်တွေ user name တွေ password တွေထည့်ပြီးတော့အမှ OPT တောင်းပြီးတော့ OPT ကိုထည့်ပေးလိုက်ပြီးဆိုတာနဲ့ done ခင်ဗျားရဲ့ငွေတွေခင်ဗျားရဲ့အချက်လက်တွေအားလုံးကိုခိုးယူခံရတော့မှာပဲဖြစ်ပါတယ်ဒါပေမဲ့မစိုးရိမ်ပါနဲ့အကောင့်ထဲမှာအများတန်း0ဖြစ်နေတဲ့ခင်ဗျားအတွက်ကတော့အေးဆေးပါပဲနောက်ထပ်နံပါတ်2အနေနဲ့ကကျွန်တော်တို့ချင်းငွေတွေနဲ့ easy credit app တွေပေါ့ဗျာရှင်းအောင်ပြောရလို့ရှိရင်တော့ခင်ဗျားတို့လည်းမြင်ဘူးကြမှာပဲချင်းငွေအမြန်ထုတ်ယူလို့ရပါသည်ဆိုတဲ့ application တွေဒီကောင်တွေကကျတော့ခင်ဗျားတို့ဘယ်လိုလှည့်စားမလဲဆိုလို့ရှိရင်စားစာရန်အထောက်အထားအများကြီးပေးစရာမလိုဘူးဥမာမပုံနေတစ်ခုတည်းနဲ့တော့၎င်းစားစာရန်တစ်ခုတည်းနဲ့တော့၎င်းချင်းငွေကိုအမြန်ထုတ်ယူလို့ရပါသည်ဆိုပြီးတော့ခင်ဗျားတို့မှတ်လုံးပေးထားတယ်ဒါမျိုးကြော်ညာတွေကိုလည်းခင်ဗျားတို့တွေ့ရမှာပဲ Facebook တို့ TikTok တို့မှာတစ်ခါတက်လာတယ်လေဒါမျိုးအပ်တွေကျတော့ခင်ဗျားတို့ဘယ်လိုဒုက္ခပေးမလဲဆိုတော့ခင်ဗျားတို့ download ဆွဲပြီးတော့ install လုပ်လိုက်တာနဲ့သူအထက်မှာ permission တွေတောင်းပြီး contact permission photo permission တည်ရမလားတကယ် app နဲ့မလိုအပ်တဲ့မသက်ဆိုင်တဲ့ permission တွေပါတောင်းပြီးတော့ခင်ဗျားတို့ကလည်းပတ်စံလိုနေတယ်လေမွဲနေတာ哦မွဲနေတယ်ဆိုတော့ကိုယ်ပတ်စံလိုတော့ဘာပဲ permission တောင်းအကုန်လုံးကိုခွင့်ပြုပေးလိုက်ရောအဲ့အချိန်မှာခင်ဗျားမသိလိုက်တာခင်ဗျားရဲ့ဖုန်းထဲက contact တွေဓာတ်ပုံတွေစသဖြင့်ပေါ့ max တွေသူတို့ကဝင်ကြည့်လို့ဝင်ဖက်လို့အားလုံးရသွားအောင်ဗျာအဲ့နောက်မှာတော့ကျွန်တော်တို့ကိုငွေကြေးနှဲငယ်ကိုအတိုးနှုံးကြီးတွေနဲ့ထုတ်ပေးလိုက်တယ်ဥမာ2000လောက်ချီးပြီးတော့အတိုးက1လလောက်နဲ့အတိုးက3000 5000ဥမာ9000တွေပါဖြစ်ကုန်ခင်ဗျာအဲ့လောက်ကြီးကြတော့လေမဟုတ်တော့ဘူးလေလွန်တာပေါ့ဆိုပြီးတော့မဆက်ချင်တော့မဆက်ဘူးကွာဆိုပြီးအဲ့ဖုန်းကို block လိုက်တာတို့ဒါမှမဟုတ်လဲအဲ့ SIM card ကိုထုတ်လိုက်တာတို့လုပ်လိုက်တယ်ဒါပေမဲ့ခင်ဗျားမသိထားတာခင်ဗျားရဲ့ contact တွေခင်ဗျားရဲ့ဓာတ်ပုံတွေခင်ဗျား SMS တွေသူတို့ကဝင်ပြီးတော့ယူလို့ရနေပြီဖြစ်တဲ့အတွက်ခင်ဗျားလည်းအဲ့လိုလုပ်ရောခင်ဗျားရဲ့မိဘဆွေမျိုးအလုပ်အကင်ချစ်သူစားရဲ့လူကြီးကိုသူတို့ကအဲ့ဖုန်းနံပါတ်တွေကိုဆက်ပြီးတော့ခင်ဗျားကိုဆက်ရင်လည်းဆက်မယ်ဒါမှမဟုတ်လို့ရှိရင်လည်းခင်ဗျားကိုမဆက်ရင်တော့မှဆက်မှာနော်ဆိုပြီးအကြက်ကင်ပြီးတော့ငွေညှစ်တာတို့ဒါမှမဟုတ်ဆက်ပြီးတော့အဆက်ခွဲတာတို့သိရမလားအဲ့လိုမျိုးတွေလုပ်လာလို့ရှိရင်ကိုအတွက်ကလည်းအဆင်မပြေဘူးလေအဲ့တော့အလွယ်လန်းကိုမလိုက်ပါနဲ့နောက်ထပ်တစ်ချက်ကကြတော့ဘာလဲဆိုတော့ခင်ဗျားရဲ့ဖုန်းထဲမှာnet တူတကွာတွေ့နေရမှာပဲဒီဟာတွေကလည်းဖုန်းလေးနေရင်တွတ်သွားမယ်တို့သိတယ်မလား run ရှင်းပေးမယ်တို့အမိုက်တွေကို auto delete လုပ်ပေးတယ်တို့မလိုအပ်တာတွေကအားလုံးသူ့ဟာသူရှင်းပေးမယ်တို့ဘာလို့ဒီလိုမျိုး application တွေဒီကောင်တွေကလည်းကျွန်တော်အရှိမပြောခဲ့သလိုပဲခင်ဗျားရဲ့ဖုန်းထဲက contact list တွေ photo တွေ SMS တွေအစရှိသဖြင့်မလိုအပ်တဲ့ permission တွေပါသူတို့ကတောင်းပြီးဒါကိုခင်ဗျားခွင့်ပြုပေးလိုက်မယ်ဆိုလို့ရှိရင်ပဲခင်ဗျားရဲ့အချက်လက်တွေကခိုးယူခံသွားမှာပဲဆိုတော့ဘယ်လို app မျိုးပဲထည့်ဗျာကိုအတွက်လိုအပ်လို့ထည့်တဲ့ app ပဲဖြစ်မလိုအပ်လို့စမ်းကျင်လို့ထည့်တဲ့ application ပဲဖြစ်ဒီ permission တွေတောင်းတဲ့အခါမှာတေချာလေးကြည့်ပြီးတော့ခွင့်ပြုပေးတာကိုအတွက်အကောင်းဆုံးပဲနောက်ဆုံးတစ်ခုကလည်းတော်တော်ဆိုးရရင်းနှီးမြှုပ်နှံမှု investment app တွေပေါ့ဗျာတနေ့ကိုပတ်စံဘလောက်ရင်းရင်ဘလောက်ပြန်ရမယ်အမြတ်ဘလောက်များရမယ်ဆိုပြီးတော့ခင်ဗျားတို့အမြတ်များရမယ်အမောင့်နေနဲ့ခင်ဗျားတို့မြှူဆွဲမှာသူတို့က
အိမ်မာနေရင်းနဲ့အပူငွေရအောင်ငါလဲလုံနေတယ်နင်းလဲနည်းနည်းလောက်စမ်းပြီးတော့လှုပ်ကြည့်ပါလားထိသူတို့အနေနဲ့ပထမတော့ခမရကိုပါလေးမြားလိုက်မယ်။အော်အမခမရကလည်းအိမ်မာနေနဲ့ပဲလေ။အော်မတ်ဘသူလဲလုံနေတာပဲ။အော်ကိုတင်ဝင်းလဲလုံနေတာပဲစသဖြင့်ပေါ့ဗျာသိလား။ဆိုတော့ငါလည်းစမ်းကြည့်အောင်မယ်3000 5000စသဖြင့်ထည့်ပြီးတော့စမ်းကြည့်မယ်ဆိုပြီးတော့ခမရထည့်လိုက်ကောထည့်လိုက်တော့အဲ့မှာခမရသူတို့ခိုင်းတဲ့ဟာလေးကိုပေါ့လောက်ကြတာပေါ့ဆိုတော့စသဖြင့်လုံရင်းနဲ့ခမရကိုမလုံးပေးပြီးတော့ခမရ9000လောက်ထည့်ထားတယ်ဆိုတော့တလလည်းပြည့်လည်းပြည့်ရောခမရရဲ့ profit ပေါ့ဗျာအမျက်ငွေက3000လောက်မြတ်တော့ဟာ9000ရင်းတာတလတည်းနဲ့3000မြတ်တယ်စသဖြင့်အဲ့ကနေပြီးတော့ခမရတသိန်းရင်းနဲ့ဘလောက်မြတ်တယ်ဘေးကလူတွေလိုက်ပြောဟိုလူပြောဒီလူပြောငါဘလို့နေဘလို့နဲ့မှလူတွေကမြောက်ဟိုလူကဘလောက်ထည့်ဒီလူကဘလောက်ထည့်ဟိုလူကဘလောက်ထည့်ဒီလူကဘလောက်ထည့်နဲ့နောက်ဆုံးငွေအမောက်တွေလည်းများသွားရောဒီ application ပဲဖြစ်ဖြစ်ဒီ website ကြီးပဲဖြစ်အုံဖြတ်ကနေဆိုရင်ခင်ဗျားတို့မျက်လက်ပြလိုက်သလိုပျောက်သွားအဲ့မှာဘယ်ကိုအဆရှာမှမသိဘူးတချို့မျက်နေတဲ့လူတွေကလည်းပြောလိုက်မယ်အခုလက်ရှိဒီဗီဒီယိုပေါ့ဒီကောင်ဘာပြောနေရလဲငါအခုလက်ရှိလုပ်နေတာမျက်ငွေတွေရနေတာပဲဒီဘက်ငကြောင်ဆိုပြီးပြောတဲ့လူကလည်းပြောရင်ပြောလိုက်မယ်ဆိုတော့အဲ့လိုလူတွေအနေနဲ့လည်းခင်ဗျာအချိန်လေးခဏပဲစောင့်ကျွန်တော်ပြောတာမှန်ပါလားဆိုတော့ခင်ဗျာလက်ခံမှုအချိန်ကပိုနီးကပ်လာပြီဆိုတော့ကျွန်တော်ဒီနေ့ပြောခဲ့တဲ့အခြေအနေတွေအားလုံးကနေဘယ်လိုမျိုးကာဝယ်မလဲဘယ်လိုမျိုးမဖြစ်အောင်ဘယ်လိုမျိုးအတက်နိုင်ဆုံး short ချမလဲဆိုလို့ရှိရင်ကျွန်တော်တို့ application တွေကို down တဲ့အခါမှာတခြား third party app တွေတခြား website link တွေကနေမ down မဲနဲ့ကျွန်တော်တို့ကတကယ် official store တွေပေါ့ဗျာဥပမာ Android မှာဆိုလို့ရှိရင်လည်းGoogle Play Store iPhone မှာဆိုလို့ရှိရင်လည်း App Store ဒါမျိုး store official store တွေကနေပြီးတော့ down တာအကောင်းဆုံးပဲ official store တွေမှာတော့မှပတ်စံပေးပြီးတင်လို့ရနေပြီဖြစ်နေတဲ့အတွက်ဆိုတော့ကျွန်တော်တို့က download ဆွဲပြီးတော့ကိုယ်ဖုန်းထဲကိုထည့်လို့ရှိရင်ခွင့်ပြုချက်တွေကိုတည်တည်ချာချာကြည့်ပြီးတော့မှခွင့်ပြုပေးပါဗျာဥပမာတစ်ခုအနေနဲ့ပြောရရင်ကိုက calculator ကဏ္ဍပေါင်းဆက်လိုမျိုး application လေးတစ်ခုကို download ဆွဲပြီးတော့သုံးဖို့ download ဆွဲတာကိုခွင့်ပြုချက်တွေအနေနဲ့ဓာတ်ပုံတို့ location တို့ကိုယ့်ရဲ့ phone contact တွေတို့ကိုယ့်ရဲ့ message တွေဝင်ဖတ်ခွင့်ရှိမဲ့ permission တွေတို့ဒါမျိုးတောင်းလာပြီဆိုလို့ရှိရင်တော့စဉ်းစားလေဗျာဘာလို့ပေးရမှာလဲဟုတ်တယ်မလားဆိုတော့ကဏ္ဍပေါင်းဆက်အတွက်ကကျွန်တော်တို့ message ဝင်ဖတ်စရာလည်းမလိုသလို contact တွေကိုသိစရာလည်းမလိုဒါမျိုးဆိုလို့ရှိရင်တော့တခါတည်း permission မပေးဘဲနဲ့ခွင့်ပြုမပေးဘဲနဲ့ဆက်ပြီးတော့ install မလုပ်တော့ဘဲတခါတည်းဖြတ်ပလိုက်တာအကောင်းဆုံးပဲဘာကြောင့်ပဲဖြစ်ဖြစ်ကိုယ့်ရဲ့လောဘကြောင့်ပဲကိုယ့်ရဲ့အိတ်ကထဲကငွေတွေကိုယ့်ရဲ့အချက်လက်တွေဆုံးရှုံးသွားမှဖြစ်နိုင်လို့ကိုယ့်ရဲ့လောဘနဲ့ဖြစ်နိုင်၏မဖြစ်နိုင်၏ကိုစင်ကျင်သုံးသပ်ပြီးတော့အကောင်းဆုံးဖြတ်သန်းနိုင်ပါစေဗျာဆိုတော့နောက်ဗီဒီယိုလေးမှာပြန်တွေ့တာပေါ့ bye bye